နောက်တစ်ခုကတော့ဒီမှာစောစောကခြေတို့သင်ပေးထားတဲ့ I am တို့လား you are တို့ကိုနားလည်သလားနားမလည်ဘူးလားဘယ်တော့ကျွမ်းကျင်မှုရှိမရှိကိုလိုက်ပြီးတော့ဖြေကြည့်ပါမယ်ပထမဆုံးက hello I ဆိုလို့ရှိရင်ဘာနဲ့တွေ့ကြမလဲ I post story ပေးထားပြီးသားဖြစ်တယ်နော် post story ပေးထားပြီးသားဖြစ်တဲ့အတွက်ဒီ quad ထဲမှာam လေးတစ်လုံးနဲ့ထည့်လို့ရပါမယ် I'm နော် I ရဲ့နောက်ကနေ am ကိုပဲဇက်ကလေးပိတ်ပြီးတော့ I'm အဲ့လိုမျိုးပုံစံလေးနဲ့ပြောမယ် hello I'm Sunil hi I'm နော် I သူကလည်းတူတူပဲပေါ့နော်သူကတော့apostrophe ပေးထားပြီးလားဆိုတော့သူ့မှာလည်း am လေးတစ်လုံးနဲ့ထည့်မယ်နော် hi I'm Julie နော်အဲ့လိုမျိုးပြောရပါတော့ nice to meet you Julie တရားတော်မှာတာပါတယ် Julie တဲ့ and you တဲ့မင်းရောတဲ့ဟောဒီတစ်ခုမှာကတော့ question mark ပါတယ်အဲ့တော့ကျွန်တော် question mark ပါတယ်လို့ရှိရင်တော့မေခွန်းဝါတာဖြစ်ပါတယ်စောစောပြောထားတဲ့အတိုင်းပဲမေခွန်းဝါတာဆိုလို့ရှိရင်ဘာတွေထည့်ကြမလဲဆိုတော့ဒီမှာ you ပါတယ်ပေါ့နော် you ဆိုတော့ရှင်းကနေပြီးတော့ခြေတို့ကဘာနဲ့တွေ့လို့ you ကို A R E R နဲ့တွေ့ပါနော်စာကြောင်းရဲ့အစဆုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ R ကို A ကို D ရေးပြရမယ်နော်အဲ့ဒါလေးရေးထားပေးပါ Are you here on holiday okay အဲ့တော့ဒီကမင်းကကြီးကိုအားလိုက်ရဲ့အပန်းဖြေဖို့လားလို့မိထားတာပါအဲ့တော့မဟုတ်ဘူးဆိုလို့ရှင်တော့ no I am ပြီးလို့ရှိရင်နောက်က column မှာ not ဟုတ်ဒီလိုပြောနော် no I'm not ဟုတ်လားတကယ်လို့ပေါ့နော်သူကဟုတ်တယ်ဆိုပြီးတော့ဒီရှင်းမှာလာ yes လို့ပေးထားရတယ်ဆိုလို့ရှိရင်ပါထည့်ရမယ် yes I am အဲ့ဒါနော်I apostrophe ပေးထားတယ် here to study ငါကဒီကိုစာလေးလာဝင်လာတာတဲ့ဆိုတော့ I ရဲ့နောက်ကနေပါထည့်ကြမယ် apostrophe ပါပြီးသားနော်အဲ့ဒါဆိုပါထည့်မယ်ဟုတ်ပါတယ် am လေးတစ်လုံးပဲထည့်မယ်နော် I'm here to study ကျွန်မကဒီကိုစာလေးလာဝင်လာခဲ့ရတာပါ and you မင်းကရောနော်are blank you on holiday ဒီကိုအားရရဲ့ဖန်ဖြေခီးအတွက်ကိုဒါလားလို့မြင်ရနော်အဲ့တော့ဒီမှာ you ပါတယ်နောက်ဆုံးမှာ question mark ပါတယ် question mark ပါပြီဆိုတာနဲ့ခြေတို့ကဒါကမေခွန်းဝါတာဆိုတာကိုသိထားရပါမယ်အဲ့တော့သူ့ကိုပေးထားတဲ့အတိုင်းပဲ are you here to study နော်are you here on holiday ဆိုပြီးတော့မှမေးထားပါတယ်အဲ့တော့နောက်သူကဂျူလီယာပြန်ပြီးတော့ဖြေထားတယ်ဟုတ်တယ်ဆိုပြီးဖြေတာဖြစ်တဲ့ကြောင့်မလို့ yes I am ဆိုပြီးတော့ဖြေပါမယ်နော်အဲ့တော့ဒီမှာဒီစာလေးကိုဖတ်ကြည့်အောင် hello I'm Sunil hi I'm Julie nice to meet you Julie and you are here on business no I'm not I'm here to study and you are you on holiday yes I am okay အဲ့တော့သူပြောထားတဲ့ဒါဂျေရိုကတော့ဆော့ဆော့ကတော့ grammar rules တွေကိုကြည့်ပြီးတော့မှမှတ်မိတဲ့လောက်ပြန်ပြီးတော့ဖြေထားတာပေါ့နော်ဆိုတော့ခြေတို့ဖြေထားပြီးမှန်လားမမှန်လားဆိုတာကိုအတန်း file လေးတစ်ခုခုပြပြပါမယ်အဲ့အတန်း file လေးကအဖြေနဲ့ပြန်ပြီးတော့ဒီအတန်းလေးကို live ပြီးတော့ type ကြည့်ပြီးတော့စစ်ပေးပါအောင်နော်